ကောင်းဆုံးပုံအော်ပေးလိုက်ပြီဆိုတော့အဲ့ပုံအော်ပေးလိုက်တဲ့နေရာစပြီးတော့ပြဿနာစတတ်တော့တာပဲအဲ့တော့ဘယ်အရာမှပုံအော်မပေးပါနဲ့မင်းကလေးတွေကိုပြောချင်တာဘယ်အရာမှပုံအော်မပေးပါနဲ့ကိုကဘလောက်ပဲချစ်ချစ်ကိုရဲ့အချစ်ကိုအရင်ကြီးမဖော်ပြဖို့ဆိုပြရကအကြံပေးလိုက်ပါတယ်ဒါကဘာလို့လဲဆိုတော့ကိုဘက်ကတန်ဖိုးထားပြမှုကိုတစ်ဖက်လူကတန်ဖိုးမထားတတ်လို့ကိုပဲနာကျင်ခံစားရတယ်လို့ဆိုလိုက်ပါတယ် relationship တစ်ခုမှာအသက်အရွယ်ကခြားမှုကလည်းထိခိုက်မှုတွေရှိလာနိုင်တယ်လို့လည်းသုံးသပ်တင်ပြထားပါတယ်ရှင်ဒီလူတယောက်နဲ့တစ်သလုံးပေါင်းပါမှာဒီလူတယောက်နဲ့တစ်သလုံးအိပ်ရတယ်အတူနေပြီးတော့ဒီလူနဲ့တစ်ဘဝလုံးဖြတ်သန်းရမယ်အနေထားတစ်ခုမှာအချစ်တစ်ခုနဲ့လုံလောက်ပြီလားချစ်သူတစ်ခုချစ်သူအနေနဲ့ပဲအဆင်မပြေဘူးသူ့ကိုယ့်ရဲ့ best friend တယောက်အနေနဲ့သူဟာကိုယ့်ရဲ့ timing မဲ့ best friend တယောက်အနေနဲ့ connection ရှိတာတချို့အတွဲတွေရှိတယ်ဆိုပြီးတော့အလုံးပါဆိုရင်အဆင်မပြေဘူးဆိုတဲ့အချိန်မှာဒါကိုတွဲလိုက်ပြီဆိုရင်ကိုသာမသိတာပေါ့နော်တစ်ဖက်လူရဲ့တစ်ဖက်ကကိုယ့်ရဲ့တငယ်ချင်းတွေအလုပ်ဖို့ကိုင်ဘက်တွေရဲ့အတွဲတွေသူတို့ကဘောလုံးမကြည့်တယ်လို့ပေါ့ပြင်ရနေကြည့်တဲ့အခါမှာဒီတေးဘာဖြစ်နေရလဲဆိုတော့မြင်နေရတာ哦သူတို့ဆိုရင်ကြောက်အဆင်မပြေဘူးကောင်လေးက36နှစ်လောက်ရှိပြီကောင်မလေးက22နှစ် age ကအရေးမကြီးပါဘူးဆိုတဲ့အပေါ်မှာ age ကစကားပြောပါတယ်နော်ဒီထားတစ်ခုမှာစကားပြောပါတယ် age doesn't matter ဆိုပြီးမြင်မရင်ကျတဲ့မိန်းကလေးယောက်ျားလေးတွေနဲ့တွဲရတဲ့အချိန်မှာအရန်စကားပြောသွားပါတယ်ဆိုတော့ယောက်ျားလေးကတက်ကြီးနေတာပဲမိန်းကလေးကငေးနေတာပဲအဆင်ပြေတယ်လေမှန်တယ်အဲ့ဒီမိန်းကလေးအသက်22နှစ်ဆိုတဲ့ကောင်မလေးတယောက်ကိုသူတွဲတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့စကားပြောတယ်တစ်ဖက်ကစကားပြောရင်ဖြတ်ပြောတယ်တစ်ဖက်ကစကားပြောရင်ဖြတ်ပြောတယ်ဒီကောင်လေးကစကားတစ်ခုပြောပြီးအနားထောင်ဒီလို facts တွေရှင်းပြပြီးဆိုတဲ့အခါကျရင် तू ကနှစ်ချောင်းပဲပြောရသေးတယ်ဝင်ပြောပြီးနှစ်ချောင်းပဲပြောတယ်ဝင်ပြောဒါ example လေးနဲ့ပြောပြပါတော့အဲ့တော့ဒီလိုမျိုးလူတယောက်စကားပြောတဲ့အခါကျရင်ကိုယ်တိုင်နဲ့စကားပြောနိုင်တယ်လို့ကိုယ်တိုင်လည်းနားထောင်နိုင်တဲ့အရေးချင်းရှိရမယ်တချို့ကစကားပဲပြောတာတချို့ကTikTok တွေမှာဒီလိုအပြင်မှာသူတို့ speech ပြောရတာတွေရန်ဝါသနာပါတယ်သူတို့ပြောနိုင်တယ်ဆိုနိုင်တယ်ဒါပေမဲ့သူတို့မှနားထောင်နိုင်တဲ့အရေးချင်းရှိတာဆိုတော့မရှိဘူးအဲ့တော့ကိုကဘလောက်ပဲတော်နေပါစေတက်နေပါစေဒီလူတယောက်ကိုဒီ respect ထားတယ်တကယ်ချင်းပေါင်းနေတယ်သွားတယ်လာတယ်ရင်းချက်တဲ့သူတယောက်ဆိုတာဒါဘယ်လိုပြောမလဲရင်းချက်တယ်ဆိုတဲ့လူတယောက်ရဲ့တပိုင်းတစ်စတချို့အချက်လက်လေးပေါ့နော်သူပြောတာကိုလည်းကိုကနားထောင်ရမယ် relationship နဲ့ပတ်သက်ပြီးတော့လည်းကိုကစကားပြောနေပြီကိုယ့်ရဲ့ partner စကားပြောနေကိုကနားထောင်နိုင်ရမယ်နားထောင်မှဒါလေးကတော့လက်ခံနိုင်တယ်ဒါကတော့လက်မခံနိုင်ဘူးအမြဲတမ်းရန်နေဖြစ်အမြဲတမ်း argue လုပ်နေမယ်အမြဲတခုခုဆိုတာနဲ့မကျေနပ်တာကြီးပဲထိုင်ပြောနေမယ်ဆိုရင်ဒါရင်းချက်တဲ့ partner တယောက်လို့ခေါ်အဲ့ဒီအချိန်မှာပြဿနာကစကားစမပြောရသေးဘူး9မိနစ်ဆိုတာနဲ့ရန်ဖြစ်ပြီ9မိနစ်ဆိုတာနဲ့ရန်ဖြစ်ပြီဆိုတော့ဘာကြောင့်ရန်ဖြစ်တာလဲတခြားကြောင့်မဟုတ်ဘူးဘာမှရှုပ်နေရပွေနေရလည်းမဟုတ်ဘူး brain level မတူတဲ့လူမျိုးယောက်စကားပြောတဲ့အချိန်မှာအဆင်မပြေမှုတွေဖြစ်သွားပြီးကြာလာတဲ့အခါကျတော့မခံနိုင်တော့ဘူးအဲ့တော့အဲ့မှာတလားနလားနဲ့အကုန်ပြတ်ကုန်အဲ့ဒီအချိန်မှာကောင်လေးကဟိုမဖြစ်လို့ကောင်မလေးကမဖြစ်လို့မဟုတ်တကယ်တော့စကားပြောလို့မရတာအဲ့တော့အရင်ဆုံးလေးလာပါမတွဲခင်မှာအရင်လေးလာပါအချိန်ယူပါလေးလာပါနော်အရာအားလုံးကကောင်းမှုအတွက်ပဲဖြစ်လာကြတာပါတကယ်တမ်းနောက်ဆုံးမှာအနေထားတစ်ခုရောက်သွားပြီဆိုတဲ့အချိန်မှာအရှိန်မှာဘလောက်ပဲသေးကွယ်ဘလောက်ပဲကြီးကွယ်အရာအားလုံးကကောင်းမှုအတွက်ပဲဖြစ်လာတယ်ဆိုပြီးနောက်ဆုံးမှာဆုံးဖြတ်ချက်ချလို့ရတယ်အချိန်မှာတစ်ချိန်လုံးကအဆင်မပြေခဲ့တာတွေကဒီထက်ပိုပြီးအဆင်ပြေလာစေဖို့အတွက်အခုအဆင်မပြေတာတွေကလည်းနောက်ပိုင်းမှာပိုပြီးအဆင်ပြေလာစေဖို့အတွက်အခုလက်ရှိမှာကိုတောင်းဆိုတာတွေကိုလိုချင်တာတွေကတစ်ဖက်လူအတွက် too much ဖြစ်နေပြီမယ်တစ်ချိန်မှာဒီထက်ကိုတောင်းဆိုစရာမလိုဘဲနဲ့ပေးအပ်နေတယ်လူတယောက်နဲ့တွေ့ဆုံဖို့အတွက်ရာအားလုံးအကောင်းမှုတွေပဲဖြစ်လာတယ်လို့ယုံကြည်ပါတယ်ပြောလို့တော့လွယ်တယ်ဒါပေမဲ့လက်ရှိဘဝမှာလက်တွေ့ကိုယ်တိုင် experience ကြုံနေရတဲ့အချိန်မှာနှစ်ဖူးတွေ့တူတွေ့ကြုံနေတဲ့အချိန်မှာဒီဟာတွေဘယ်လိုပြီးနာပြောနားဝင်မှလည်းမဟုတ်ဒါတွေအားလုံးကပညာတတ်ခြင်းမတတ်ခြင်းဘာမှမဆိုင်ဘူးဒီက self control ပဲ self control မရှိတဲ့သူတယောက်ဆိုရင်တော့ကို lost ဖြစ်ဖို့အတွက်ရန်လွယ်တယ် self control ကောင်းနိုင်တဲ့သူကတော့ရာအားလုံးကိုဖြည်းဖြည်းချင်းကြော်ဖြတ်နိုင်တယ်မလွယ်ဘူးပေါ့နော်ဆိုဖီဆိုလည်းဒီလိုပဲကြော်ဖြတ်ခဲ့ရတာတွေအများကြီးပါပဲရှေ့ဗီဒီယိုမှာပြောထားသလိုပေါ့အချစ်ကိုအရန်အာယုံစိုက်နေလို့လားဆိုတော့မဟုတ်ပါဘူးချစ်အာယုံမစိုက်လဲတော့သူရောက်လာကြတာပဲလीနော်မင်းကလေးတချို့တော်တော်များများမှာဒါမျိုးကြုံရမှာပါကိုအနေနဲ့ကိုလုံးနေရပဲတော့သူရောက်လာတယ်ဆိုပြီးတချင်တဲ့ the guest လိုမျိုးလေးပေါ့ရောက်လာတယ်အဲ့ဒီပုံမှာကိုကအ
ကောင်းဆုံးပုံအော်ပေးလိုက်ပြီဆိုတော့အဲ့ပုံအော်ပေးလိုက်တဲ့နေရာစပြီးတော့ပြဿနာစတတ်တော့တာပဲအဲ့တော့ဘယ်အရာမှပုံအော်မပေးပါနဲ့မင်းကလေးတွေကိုပြောချင်တာဘယ်အရာမှပုံအော်မပေးပါနဲ့တစ်ဖက်လူပုံအော်ပေးရင်ပုံအော်ပေးပါစေကိုယ့်ကိုယ်ပဲသစ္စာရှိနေလိုက်ပါနော်သူ့ဘောသစ္စာရှိရဲဆိုတာအထက်ဒါငါရဲ့ standard တစ်ခုငါသူ့ဘောမှာသစ္စာရှိတယ်ဆိုတာအထက်ငါကငါသစ္စာရှိတယ်ငါချစ်တာမှန်တယ်ငါမေတ္တာစစ်တယ်ငါတို့ပေးတဲ့မေတ္တာမှန်တယ်မေတ္တာစစ်တယ်ဆိုတော့ဟာကိုယ်ပဲ keep လုပ်ထားသူ့ကိုဖော်ပြစရာလည်းမဟုတ်လို့သူ့ကိုပြောပြစရာလည်းမလိုသူရှိမှအသေးအံဖြစ်စရာလည်းမလိုသူ့ကိုပုံပေးလိုက်ပြီးပုံအောလိုက်ပြီးအရန်ချစ်လိုက်ပြီးဆိုတာနဲ့အဲ့ဒီနေရာစပြီးမှားတာပဲတခုမှတခုဒီလိုမျိုးဆိုဖီနဲ့အဲ့လိုတွေ့ကြုံပေါ့နော် experience တွေတူတဲ့လူတွေလည်းရှိမှာပါကြီးစားထားပါကိုတို့စိတ်နှစ်ပြီးမချစ်တဲ့ရွေးအကုန်စင်ပြေစိတ်နှစ်ပြီးချစ်လိုက်တာနဲ့သွားတာပဲဆိုတော့လူမျိုးတွေရှိမှာပေါ့နော်အဲ့တော့စိတ်မနှစ်ပါနဲ့စိတ်လုံးဝမနှစ်ပါနဲ့ယူပြီးလဲစိတ်မနှစ်ပါနဲ့မယူရသေးလဲစိတ်မနှစ်ပါနဲ့ဘလို့အနေထားဖြစ်စိတ်လုံးဝမနှစ်ပါနဲ့ ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်မိတ်ဆွေတို့အနေနဲ့ကရောဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးဘယ်လိုမျိုးမှတ်ချက်ပေးခြင်းလဲဆိုတာ comment မှာရေးပေးခဲ့ကြပါအောင်เนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်